မင်းကလူတွေကိုယုံကြည်ပြီးစကားကိုအကုန်ပြောခဲ့မိတာဟုတ်ကွာမှတ်ထားကောင်းလေလောကမှာလူတိုင်းကိုမပြောသင့်ပဲလှုပ်ဝက်ထားရမယ့်အရာ၅ခုရှိတယ်တစ်ကိုယ်တိုင်ကြုံတွေ့နေရတဲ့ဝမ်းနည်းတရားကိစ္စတွေအခက်အခဲပြဿနာတွေကိုလူတိုင်းကိုရင်မဖွင့်မိသေးနဲ့ကိုယ်မှာပြဿနာတစ်ခုခုဒါမှမဟုတ်ဝမ်းနည်းတရားအဖြစ်တစ်ခုခုနဲ့ကြုံလာရင်တခြားသူတွေကိုရင်ဖွင့်လိုက်တဲ့အခါတတ်တာသွားနိုင်တဲ့ဆိုပေမဲ့လူတွေကမင်းရဲ့ပြဿနာတွေကိုသိသားတဲ့အခါဘာတွေဆက်ဖြစ်လာမယ်ထင်လဲသူတို့ကမင်းကိုကူညီပေးဖို့ထက်သူတို့ရဲ့စိတ်ထဲမှာမင်းဟာပျော်ညံ့တဲ့သူအားနည်းတဲ့သူပြဿနာတစ်ခုခုဖြစ်လာတိုင်းလူတွေကိုငိုပြတတ်တဲ့ခလေးတစ်ယောက်လိုလူလိုလောင်ပြောင်ကြားလိမ့်မယ်ပိုဆိုးတာမင်းကိုမနာလို့မုန်းတီးနေတဲ့သူတွေမင်းရဲ့ပြိုင်ဘက်တွေသာမင်းရဲ့အခက်အခဲပြဿနာတွေကိုတည်သွားရင်မင်းရဲ့အားနည်းချက်ကိုကင်ပြီးမင်းကိုထိုးနှက်ကြလိမ့်မယ်နှစ်မင်းရဲ့အတိတ်ကအမားတွေအနာဂတ်အစီအစဉ်တွေကိုလည်းလူတိုင်းကိုပြောမပြနဲ့မင်းရဲ့အတိတ်မှာဖြစ်ခဲ့မှုတဲ့အမားတွေကိုရောမင်းရဲ့အနာဂတ်အစီအစဉ်တွေကိုရောလူတိုင်းကိုပြောမပြမိသေးနဲ့ကွာအတိတ်ကအမားဆိုတာပြင်လို့မရတော့တဲ့အရာပဲအဲ့ဒါတွေကိုတခြားသူတွေသိကုန်ရင်အဲ့ဒီအမားတွေကိုပဲပြောပြီးမင်းကိုလှောင်ပြောင်ကြလိမ့်မယ်အဲ့ဒီအမားတွေနဲ့ချိန်ထိုးပြီးမင်းကိုမယုံသင်္ကာတွေဖြစ်လာမယ်မင်းပေါ်ယုံကြည်မှုတွေလျော့သွားလိမ့်မယ်အဲ့ဒီလိုကိုယ့်ရဲ့အတိတ်ကအမားတွေကိုလူတိုင်းကိုပြောမပြသင့်တယ်လို့အနာဂတ်မှာကိုလုံးမဲ့အစီအစဉ်တွေကိုလည်းလူတိုင်းကိုမပြောမိသေးနဲ့ကွာမင်းရဲ့အနာဂတ်အစီအစဉ်တွေကိုလူတွေကိုပြောပြတဲ့အခါအဲ့ဒီသူတွေကမင်းရဲ့ရှေ့မှာတော့အယမ်းကောင်းတယ်တော်လိုက်တာဆိုပြီးချီးကျူးကြလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာတော့မနာလိုစိတ်တွေနဲ့လေတော်တော်ကြီးတဲ့ကောင်လေတဲ့တိုက်ရင်ဆောက်ပြနေတယ်ဆိုပြီးတွေးနေကြမှာကွာတချို့လူတွေလိုမနာလိုစိတ်အားကြီးတဲ့သူတွေဆိုရင်မင်းရဲ့အစီအစဉ်တွေအကောင့်ထဲပေါ်မလာအောင်နော်တားဆီးဖို့ကြိုးစားကြလိမ့်မယ်ဒါကြောင့်မင်းရဲ့အနာဂတ်အစီအစဉ်တွေကိုပါဇက်နဲ့ရှောင်မပြောနဲ့အလုံးနဲ့သာတတ်တည်ပြလိုက်၃မင်းရဲ့အိမ်တွင်းရေးတွေကိုလည်းလူတိုင်းကိုရင်မဖွင့်နဲ့စကားပုံတော်ရှိတယ်လေကွာအတွင်းမိကိုအပြင်းမယူနဲ့တဲ့မင်းရဲ့မိသားစုဝင်တွေကြားပြဿနာတွေမင်းရဲ့ဇနီးမယားနဲ့ဆက်ဆံရေးတွေစားတဲ့အိမ်တွင်းရေးအဖြစ်အပျက်တွေကိုတခြားသူတွေကိုမပြောမိသေးနဲ့မင်းရဲ့အိမ်တွင်းရေးတွေမင်းရဲ့မိသားစုအခြေအနေတွေကိုတခြားသူတွေသိသွားရင်ဘယ်သူအကျိုးယုံမဲ့ထင်လဲမင်းနဲ့မင်းရဲ့မိသားစုပဲအကျိုးယုံမှာပေါ့မင်းကမင်းရဲ့မိသားစုတွေကပြဿနာတွေမကောင်းကြောင်းတွေကိုပြောလိုက်ရင်တခြားသူတွေကမင်းမိသားစုဝင်တွေကိုအထင်သေးမယ်မင်းသမီးရဲ့မကောင်းကြောင်းတွေကိုပြောမိရင်မင်းသမီးကိုပဲလူတွေအထင်မြင်သေးသွားမှာပေါ့ဒါကြောင့်ကိုယ့်ရဲ့အိမ်တွင်းရေးကိုအိမ်ထဲမှာပဲထားတခြားသူတွေကိုပြောပြလိုက်ရင်ကိုယ့်ပေါင်ကိုလှမ်းထောင်းသလိုပဲဖြစ်နေလိမ့်မယ်၄ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုလူတိုင်းကိုပြောမပြနဲ့ကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုလူတိုင်းကိုပြောမပြတဲ့အချက်၂ချက်ရှိတယ်၁အချက်ကမင်းရဲ့ပြိုင်ဘက်တွေသာမင်းရဲ့အားသာချက်ကိုသိသွားရင်အဲ့ဒီအားသာချက်ကိုနှီးမျိုးစုံနဲ့တားဆီးဖို့ကြိုးစားကြလိမ့်မယ်။နှစ်အချက်ကမင်းရဲ့အားနည်းချက်ကိုသိသွားရင်လည်းအဲ့ဒီအားနည်းချက်ကိုသုံးချပြီးမင်းကိုထိုးနှက်ကြလိမ့်မယ်ကွ။ဒါကြောင့်ဖြစ်နိုင်ရင်မင်းရဲ့အားနည်းချက်ကိုမင်းရဲ့ဇနီးမယားကိုတော့မပြောနဲ့။ငါမင်းရဲ့ဝင်ငွေနဲ့လာတာကိုလူတိုင်းကိုပြောမပြနဲ့။မင်းမှာဝင်ငွေတွေဘယ်လောက်ရှိတယ်။လာတာတွေဘယ်လောက်ရနေတယ်ဆိုတာလူတိုင်းကိုပြောမပြနဲ့။မင်းကဝင်ငွေကောင်းနေရင်လာတာတွေအများကြီးရနေတယ်ဆိုတာကိုသိသွားရင်ပထမဆုံးမင်းကိုမနာလို့ဖြစ်ကြလိမ့်မယ်။ပြီးတဲ့အခါမင်းစီကနေချေငှားကြလိမ့်မယ်။မင်းကသူတို့ကိုမချေငှားခဲ့ဘူးဆိုရင်ဝင်ငွေတွေအများကြီးရှိနေတာတော့ဒီလောက်ငွေလေးကိုမချေးချင်ဘူးဆိုပြီးစိတ်ဆိုးကြပြန်ရောကွ။မင်းကချေးလိုက်မိတယ်ဆိုရင်လည်းပြန်တောင်းတဲ့အခါစိတ်ဆိုးခံရအောင်ပါပဲ။ဒီလောက်ငွေလေးကိုပြန်တောင်းနေတဲ့ဘာညာနဲ့ပေါ့။စမ်းချင်ပတ်အနေနဲ့မင်းကဝင်ငွေမကောင်းဘူး။တလားအလင်းမီအောင်မနှဲသုံးဆွဲနေရတယ်ဆိုတာလူတွေသိသွားတယ်ဆိုပါစို့ဒါဆိုမင်းကိုထင်သေးကြပြီကွမရှိခိုးနို့မလာဆုံးရိုးဆိုသလိုသူတို့နဲ့စုံမိရင်တော့ဒီကောင်ကစီကပတ်စံများချေမလားမသိဘူးဆိုပြီးချီနိုနိုငှားနိုတန်တရားနဲ့မင်းကိုရှောင်ဖယ်သွားကြလိမ့်မယ်ဒါကြောင့်မင်းမဝင်ငွေတွေဘယ်လောက်ရှိနေသလဲဆိုတာကိုမပြောမိလေကောင်းလေပဲလူတွေနဲ့စကားပြောပြတဲ့အခါတိုင်းအဖိုးပြောခဲ့တဲ့အခုချန်၅ချက်ကိုခေါင်းထဲကိုအမြဲထည့်ထားကောင်းလေးလို့အဖိုးကပြောလိုက်ရင်သူ့ရဲ့စကားကိုအဆုံးသတ်လိုက်ပါတယ်